I'll be at the cafe in 10 minutes. The Higgs fee through page ka official page ka through လောက်ထားတဲ့ AI animated animation ကိုကျွန်တော် guide လုပ်ကြည့်တယ် guide လုပ်ကြည့်တဲ့ result ကတော့ဒါပေါ့အဲ့တော့အဲ့ဒါကျွန်တော်သူတို့ရဲ့ AI prompt တွေ AI ကိုသုံးတဲ့ prompt တွေကိုသုံးပြီးတော့ကျွန်တော်ပြန်လုပ်ထားရတာပေါ့သူတို့ video နဲ့ကျွန်တော်ဟာနဲ့အတိအကျတွေတူတဲ့ဟာတွေမရှိဘူးဘာဖြစ်လို့ AI တစ်ခါနဲ့တစ်ခါ generate လုပ်တဲ့ဟာမတူဘူးဒါပေမဲ့အနည်းဆက်ဆုံးဟိုပါပေါ့ကျွန်တော်လည်းဒီ form ဒီ platform ကိုကျွန်တော်စမ်းကြည့်ရင်လည်းသုံးလိုက်တာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်လေ့လာလိုက်ရတာလေးပြောမယ်နော်ပထမဆုံးတစ်ခုကကျတော့ AI ကလူတွေလိုတဲ့ဟာကိုအတိအကျသူနားမလဲဘူးတော်တော်များများတော့နားလဲတယ် like 90% လောက်နားလဲနိုင်မယ်လို့ထင်တယ်80လောက်ပေါ့ optimistic ဖြစ်တဲ့လူဆို90%လောက်ပေးမှာပေါ့အဲ့တော့ကျွန်တော်ကတော့90%လောက်ပေးတယ်သူ့မှာကျန်တဲ့10%နည်းနည်းလွတ်အဲ့တော့ဥပမာဘာတွေနားမလဲဆိုလို့ရှိရင် spelling ပေါင်းတာတွေမှားတယ်လူမဟုတ်ဘူးဆိုတော့သူတို့ English လူမျိုးမဟုတ်ဆိုတော့သူတို့ spelling ပေါင်းတာမှားတယ်ပြီးတော့ဒီ character consistency ခိုင်ကြောက်ရှင်မရှိဘူးခိုင်ကြောက်ရင်ရှိတယ်ဥပမာ main character ဆိုလို့ရှိရင်တော့ရှိတယ် sequence ကအဲ့လိုရှိအောင်လုပ်လို့ရအောင်လို့သူတို့နည်းနည်း upgrade လုပ်ထားတယ်ဒါပေမဲ့ကျန်တဲ့ character တွေဆိုလို့ရှိရင် consistency လည်းမရှိဘူးနောက်တစ်ခုကကျတော့ physics တွေ law တွေပေါ့ဒီပြုတ်ကြရဲဆိုလို့ရှိရင်ဘယ်လောက် weight နဲ့ပြုတ်ကြရဲပါလဲလုံးတော့လုံးသေးတယ် like ခုနပြောသလိုပဲ90%လောက်မှန်တယ်ဒါပေမဲ့10%လောက်ကတိတ်ပြီးတော့အပြင်မှာ realistic မဖြစ်ဘူးကြည့်ရတဲ့လူဆိုလို့ရှိရင်လည်းကြည့်တဲ့လူဆိုလို့ရှိရင်လည်း comment အရင်ပေးပြီး criticize လုပ်ချင်တဲ့လူအရင်ပါတယ်ဆိုလို့ရှိရင်လည်းဒီဟာအရင်လွယ်တယ်သူများတွေ criticize လုပ်ဖို့တော့အရင်လွယ်တယ်နောက်တစ်ခုကကျတော့ realistic မဖြစ်တာပေါ့ဥပမာနိုင်ပတ်တယ်ဆိုလို့ရှိရင်သူကနိုင်ကိုကျွန်တော်ကတော့ prompt ရှိတဲ့အတိုင်းပေးလိုက်တာပဲဒီနိုင်ကိုတောက်လျှောက်ဒီနိုင်တိုင်းသုံးဆိုပြီးတော့သူကတော့သုံးသွားတာပဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူကနိုင်ကိုပြောင်းပြန်ပတ်ထားဒီဘက်ကိုဟိုဘက်ကိုအပြင်ကိုလှည့်နေတာဟိုစနစ်နဲ့6နဲ့နေရာမှာနေရပေါ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးဆိုတော့ AI ကနိုင်ပတ်တဲ့ဟာကိုဒီဘယ်လိုပတ်လဲဆိုတော့သူမသိဘူးပတ်ဆိုပတ်လိုက်တာပဲအဲ့လိုပေါ့နောက်ဆုံးစီးမှဆိုလို့ရှိရင်နိုင်ထွက်တဲ့ဟာမှာဟိုသူ့ရဲ့ဒိတ်ကနိုင်ကိုသူထွက်တဲ့အချိန်မှာနိုင်ရနှစ်ထပ်ဖြစ်သွားတယ်အဲ့လိုမျိုးတွေပေါ့ဟို realistic ဖြစ်တဲ့ဟာကြီးသူတို့မသိဘူးအဲ့ဒါဘာမှတစ်ချက်ဒါပေမဲ့ဒုတိယတစ်ခုကဘာလဲဆိုတော့ AI ကအရန်မြန်တာကျွန်တော်ဒီဟာကိုဟိုစမ်းတက်လိုက်လုပ်လိုက်တချို့အချိန်လေးမှာလို့ prompt ကိုယ့်ဘက်ကိုနည်းနည်းစမ်းရေးကြည့်မယ်ဆိုပြီးကိုယ့်ဘက်ကို idea စဉ်းစားပြီးတော့ရေးကြည့်လိုက်ဟိုမြန်မာနိုင်ငံစီးလို့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်ဒါကိုယ့်ဘက်ကိုစဉ်းရေးကြည့် AI ကိုမေးပြီးတော့ဒီဟာတော့ကို prompt စီပေးဆိုပြီးတော့လုပ်တာပေါ့အဲ့ဒါတော့ကို brainstorm လုပ်ရတယ်တနိုင်တော့ကြာတယ်အဓိကကျွန်တော်မှားမှာဆိုလို့ပေါ့ဒီ credit တွေတုံးပြီးတော့လက်ကားဖြစ်သွားမှာဆိုလို့အဲ့တော့အဲ့ဒါကြီးရှိတယ်တော်တော်တော့မြင်တယ်ပေါ့နော်ပြီးတော့ဒီ generate တစ်ခုစလုပ်ပြီးဆိုရလို့ရှိရင်နည်းနည်းလူကရင်ခုန်လာဆိုနှစ်ချက်ပေါ့ကောင်းတဲ့တစ်ချက်နဲ့မကောင်းတဲ့ချက်ပေါ့ပထမကောင်းတဲ့တစ်ချက်ကကြတော့ဒီလို generate လုပ်လိုက်တယ်လေဟာငါဒါငါလိုချင်တယ် generate လုပ်ပြီးဆိုရှင် तू မြန်တဲ့ဟာဘယ်တော့ပြီးမှမသိဘူးဟာပြီးတော့မလားမသိဘူးဆိုပြီးစောင့်နေတာဘယ်လိုပုံစံမျိုးထွက်လာမယ်ဆိုတာ तू မြန်တာဟုတ်အပြင်က animator ကိုခိုင်းမယ်ဆိုရှင်တို့ကတစ်လတော့ဘာအဲ့လိုပုံစံမျိုးတွေပေါ့တပုတ်လုံး15စက္ကန့်ကိုသူတို့ကတစ်ပတ်လောက်သုံးမယ်ဆိုလို့ရှင်ကျွန်တော်15စက္ကန့်ကိုဒီ5မိနစ်10မိနစ်အတွင်းရတယ်ဆိုတဲ့သဘောပေါ့အဲ့တော့မြန်တဲ့အတွက်ကြောင့်ဟာပြန်ရတော့မှမသိဘူးရင်းနေခုန်တာပေါ့ဒါပေမဲ့နောက်တစ်ခုရင်ခုန်လာကြတော့ဘာတလွဲလို့မလဲမသိဘူး AI ကဘာလွဲဦးမလဲမသိဘူးအရှိအခန်းနဲ့ဒုတိယအခန်းနဲ့ဘယ်လိုဆက်လို့ရပါမလဲ
ငါနောက်ပြီး edit လုပ်တဲ့ခါကျတော့ရှင်ဘာတွေတိုင်ပတ်မှန်းမသိဘူးဆိုရင်ခုန်တာပေါ့အဲ့လိုပုံစံမျိုးနဲ့ပေါ့အဲ့တော့ဘာနဲ့တူလဲဆိုတော့နည်းနည်းလောင်းကစားလုပ်တာနဲ့တူတာပေါ့ဒါဒီတက်ကွက်ထိုးတယ်ပေါ့ဒါပေမဲ့ကိုပြောတာတော့ပြောတာပဲ data လိုချင်တယ်ဒါပေမဲ့သူ့မှာတကယ်ပေးနိုင်တာမပေးနိုင်ဘူးဆိုတော့ဒါကြောင့်ရှင် hit ဖြစ်တယ်ဒါကြောင့်ရှင် miss ဖြစ်တယ်ဒါပေမဲ့အချိန်တိုင်းတာနဲ့သူလုံနိုင်တဲ့စွမ်းအားနဲ့မြင်ဟိုပါပေါ့အဲ့ဒါကတော့တော်တော် impressive ဖြစ်တယ်ပဲအဲ့တော့နောက်ထပ် question တစ်ခုပေါ့ AI ကတင်တွက်လာပေါ့ဘယ်သူတွေအတွက်လဲဘယ်သူတွေအတွက်မဟုတ်လဲဆိုတော့ကျွန်တော်တစ်ချက်ရေးချတာရှိတယ်တကယ်လို့တင် perfectionist ပေါ့အကုန်လုံးပြီးဆိုတော့ဒီအတိုင်းလိုချင်တယ်ဆိုရှင်တော့ AI ကခင်ဗျားတော့မဟုတ်ဘူး AI က 90% လောက်မှန်ရင်မှန်မယ်10%လောက်မှားမှာပဲနောက်တစ်ခုကတော့are you adventurous ပေါ့ဟိုဒီနည်းနည်းစွန့်စားရဲလားလို့ adventure ရှိလားတကယ်လို့မဖြစ်လာလို့ရှိရင်ရောကိုဘယ်လိုလက်ခံလဲပေါ့ပြီးရင်ရောဘယ်လိုဆက်လုပ်မလဲပေါ့ဒီလို adventurous ဖြစ်လား risk taker လားပေါ့အဲ့ဒါဆို risk taker တို့ adventurous ဖြစ်တဲ့လူတွေဆိုလို့ရှိရင်တော့ yes နောက်တစ်ခုက patient ဖြစ်ဖို့ပေါ့အဲကြမှားဝတတ်တဲ့ခါတွေရှိတယ်ဒါမှမဟုတ်အဲ့လိုသူကလူတွေကမြင်ချက်ချင်း one click ဆိုတာနဲ့ဖြစ်တင်ရမယ်လို့ခေါင်းထဲကရောက်နေအောင်ကျွန်တော်အဲ့လိုဖြစ်တယ်ဒါပေမဲ့ကျွန်တော် patient ရှိနဲ့စောင့်ပြီးတော့ okay တကယ်လို့ဒီလိုမဖြစ်လာလို့ရှိရင်ငါဘာစီစဉ်ရမယ်နောက်ထပ် prompt ရေးရမယ် patient တက်နိုင်ဆုံး patient ဖြစ်တာပေါ့နောက်တစ်ခုကတော့ protection quality လိုချင်နေဆိုလို့ရှိရင်တော့ AI ကမဟုတ်သေးဘူး current state မှာမဟုတ်သေးဘူးဒါပေမဲ့ AI ရဲ့ growth rate ကအများမြန်နေအဲ့တော့ near future မှာဆိုရင်တော့ဖြစ်နိုင်တယ်တခြားအရာတွေထက် AI မြန်တဲ့နှုန်းကပိုမြန်တယ်အဲ့တော့ near future မှာတော့ဖြစ်နိုင်တယ်ဒါပေမဲ့100% accuracy တော့ဖြစ်နိုင်ဘူးလို့ထင်တာပဲအဲ့တော့ကျွန်တော် AI နဲ့ထိတွေ့ပြီးတော့ဒီလိုတေချာသုံးတဲ့ဒီ session 2ရက်3ရက်တည်းမှာကျွန်တော်ရဲ့ thoughts လေးပေါ့အဲ့ပါလဲဆိုတော့ပထမတစ်ခုကကျတော့ AI ကမြင်းញိုင်းတစ်ကောင်ပဲတူတယ်မြင်းញိုင်းဆိုတာသိတဲ့အတိုင်းပဲစောက်ရမ်းတော့မြင်တယ်အရန်မြင်တယ်အားလည်းရှိတယ် capabilities လည်းများတယ်ဒါပေမဲ့သူ့မှာဘာလဲဆိုတော့နည်းနည်းယူနေတယ်လို့ပဲအဲ့လိုပြောချင်တာတော့တက်မမရောက်ဒါခိုင်းရင်ဒါမလုပ်အဲ့လို control အပြည့်အဝမရှိဘူးပေါ့နော်ခုနကကျွန်တော်ပြောလို့ပဲကျွန်တော် control issue ရှိတယ်ထင်တယ်ဆိုရမှာဒီလို तू ကလှုပ်ချင်တာလေးပုံစံမျိုးလှုပ်ပြပြီးတော့မင်းဒါနဲ့ကျင်းနေလိုက်ဆိုတဲ့ဟာကျွန်တော်အဲ့လိုမျိုး control အတွက်ကိုကြတော့90% လောက်ကိုတော့ဟုတ်တယ်ဒါပေမဲ့10%မဟုတ်ဘူးဆိုတော့အဲ့10%နည်းနည်းကျွန်တော်တို့ annoying ဖြစ်နေသေးတယ်အဲ့တော့မြင်းရိုင်းကြီးတစ်ကောင်ထိန်းနေရတယ်လို့ပဲတက်နိုင်ဆုံးတော့အတိအကျဖြစ်အောင်လို့ तू နားလည်အောင်လို့တော့ prompt ရေးပြီးတော့ပြောရတာပဲဒါပေမဲ့မဖြစ်လာဘူးဆိုလို့ရှိရင်လက်ခံလိုက်ရတာပဲပေါ့နောက်တစ်ခုကကြတော့ AI ကအရမ်းမြန်တယ် तू growth rate က AI စပေါ်လာတဲ့အချိန်နဲ့အခုချိန်ကြီးကို AI တိုးတက်လာတဲ့အမောင်းတွေကအရမ်းမြန်တယ်ဒီ image generation တွေဖြစ်လာရဆိုရှင်ဒီတစ်နှစ်ကြာတယ်မှာဆိုအရမ်းမြန်တယ်တော့ realistic ဖြစ်တဲ့ photo တွေပါဖြစ်လာတယ်သူပြောလို့ရှိရင်သူ့မှာ reference ကရှိပြီးတော့ဒီလိုအတက်နိုင်ဆုံးဤဆောင်သူလုပ်ပေးတယ်ဒါတွေကလည်းအမြဲတမ်းမြင်တဲ့ model တစ်ခုတက်လာတယ် update ဖြစ်လာတယ်အမြပူပြီးတော့နီးစပ်ဆုံး reality ကိုရောက်လာတယ်ပေါ့ဒီ video generation ဆိုလည်းအဲ့လိုပဲကျွန်တော် seedance အခုရတယ်ဆိုတဲ့ဟာအရှိမတော့ clean ကပိုကောင်းနေဆိုတဲ့သဘောရှိတယ်ကျွန်တော်အဲ့ထဲမှာကျွန်တော်ဗီဒီယိုတစ်မျိုးတည်းကိုနှစ်ခု model နှစ်ခုနဲ့ကျွန်တော်လောက်တာရှိတယ် clean နဲ့လောက်တာနဲ့ဒီဘက်က seedance နဲ့လောက်တာပဲ clean နဲ့လောက်တဲ့ဟာနဲ့ AI မှပိုတည်တာဒီဘက် seedance နဲ့လောက်တဲ့ဟာ AI မှတိတ်မတည်တာဘူး ကျွမ်းလာတာကိုပြောတာအဲ့တော့ growth ဖြစ်လာတာအမြန်တော့အပြိုင်ဆိုင်တွေကလည်းရှိတော့သူ့ရဲ့မှန်အောင်လောက်လာတဲ့ rate ကမြန်လာတယ်တော့ AI က grow ဖြစ်တာမြင်တယ်နောက်တစ်ခုကကျတော့ AI နဲ့ပတ်သက်လို့ရှိရင်အများကြီးရှိတယ်ကျွန်တော်အခုဒီ image generation နဲ့ video generation ပဲကျွန်တော်အခုပြောနေတာပေါ့နော် AI နဲ့ပတ်သက်တာအများကြီးရှိတယ် programming တွေမှာလည်းရှိတယ် coding တွေမှာလည်းရှိတယ်အများကြီးရှိတယ်ဘာဖြစ်မှာလဲဆိုတော့အရန်မြန်ပြီးတော့အရန် change တွေအရန်မြန်ပြီးတော့အရန် diverse ဖြစ်နေတဲ့ဟာမှာဆိုတော့ကိုကအတက်နိုင်ဆုံးလေးလာဖို့လိုတယ် flexible ဖြစ်နေလေးလာဖို့လိုတယ်တခုတည်းကိုလည်းတွားပြီးနှုတ်ဝင်လို့မရဘူး flexible ဖြစ်နေလေးလာဖို့လိုတယ်ပြီးတော့ choice မှားတဲ့ choice တွေနည်းနည်းပဲလုပ်မှန်တဲ့ choice တွေများများလုပ်ပေါ့ဒါကတော့တက်နိုင်ဆုံးလုပ်ရမယ့်အရာပေါ့ဟိုမှာဒီ credit generation ဆိုလို့ရှိရင်လည်းအဲ့လိုပဲငါဒီတစ်ခါမှားသွားလို့ရှိရင်ဒါကြီးကပတ်စံကြီးသုံးရတာ哦ဒါပါသွားမယ်အဲ့တော့ဒါကိုတက်နိုင်ဆုံးမမောင်းအောင်လို့အမှန်ဆုံးဖြစ်အောင်လို့ဘယ်လိုပုံစံမျိုးလုပ်မလဲဒါတွေကကိုယ့်ဘာကိုလေ့လာတာပေါ့နောက်တစ်ခါကျတော့ AI က tool တစ်ခုပေါ့ဘယ် technology မဆိုဒီက tool တစ်ခုအနေနဲ့တတ်မှတ်လိုက်အဲ့ဒါမှကိုကဒါကိုသုံးချဖို့အတွက်ကိုနောက်တစ်ဆင့်ရောက်အဲ့ဒီကမှာကျွန်တော်ဒီ experience မှာကျွန်တော်လေ့လာလိုက်ရတာ၃ခုပေါ့ language ကျွမ်းဖို့လို့လေ vocabulary တွေကျွမ်းနေဆိုလို့ရှိရင်ပို့ပြီးတော့ဒီတစ်ခုကို direct ပို့လုပ်လို့ရတယ် description ပို့လုပ်လို့ရတယ်ပို့ခိုင်းလို့ရတယ်
ဟိုမှာတချို့ model ဆိုလို့ရှိရင်တချို့ scene တွေဆိုလို့ရှိရင်တရုတ်လိုမျိုး sequence မှာတရုတ်လိုမျိုးတိုက်ပြီးတော့ prompt လုပ်တဲ့ဟာကပို့ပြီးတော့ reality နဲ့နီးစပ်တယ်ကိုလိုချင်တဲ့ဟာကိုကြားရလို့ကြားဘူးတယ်တခြား video တွေမှာလည်းရှင်ပြတွေ့ဘူးတယ်အဲ့တော့တရုတ်စကားတက်တယ်ဆိုလို့ရှိရင်ဒါကောင်းတယ်နိဟုတ်တယ်မလားဒီ human language မှာ English language နဲ့ Chinese language နဲ့တက်တယ်ဆိုလို့ရှိရင်ကိုယ့်အတွက် advantage ပဲနောက်တစ်ခုကကျတော့ကိုကျွမ်းကျင်ဖို့လိုတယ်ဥပမာကျွန်တော်ခုနပြောသလိုကျွန်တော်ကျွမ်းကျင်တယ်တီးသလောက်တက်သလောက်ဟာဘာလဲဆိုတော့ camera angle သိမယ်ဒီ sequence သိမယ်ဒါလေးတွေသိမယ်နည်းနည်းပါးသိမယ်ဒါပေမဲ့ကျွန်တော်ထပ်ပို့ပြီးတော့ animation တွေ film making တွေကျွမ်းတဲ့လူကြလို့ရှိရင် English ပါတက်တယ်တရုတ်စကားတက်တယ်ဆိုလို့ရှိရင်ဒီဟာကိုငါပဲ angle လို့ရှင်ပါလို့ရင်ဘယ်နှစ် second မှာပါလို့ရှင်ဘယ်မင်းသားကပါပြောတယ်ဒီ dialogue ပြီးရင်ဘယ်နှစ် second လောက်စောက်ပြီးတော့နောက်တစ်ယောက်ကပြောတယ်ဒါမျိုးတွေကကိုဖန်တီးနိုင်နေကိုကျွမ်းကျင်နိုင်လားကိုတက်ရင်တက်တယ်လို့ direct လုပ်လို့ရအဲ့တော့ expertise လို့တယ်အဲ့တော့ language လို့တယ် expertise လို့တယ်နောက်ဆုံးတစ်ခုလိုတာကတော့အဲ့နှစ်ခုလုံးနဲ့မပြီးဘူးပေါ့လေနောက်ဆုံးတစ်ခုလိုတာတော့ creativity ပေါ့ creativity ကပုံမှန်တိုင်းအဲ့လိုမျိုးဟာဒီငါဘာမှမရှိတဲ့ဟာနေမျိုးဒီလို story တစ်ပုဒ်ကိုထွက်လာပြီးဒီလိုလုပ်တယ်လှလှပပလေးနဲ့ကောင်းကောင်းမွန်ဇလန်းလေးဆိုတာဒါက creativity ပထမအရင်တော့မြင်ဘူးရဲ့ creativity ပေါ့နောက်တဲ့ creativity ကဘာလဲဆိုတော့ engineering အတွက်ပေါ့ကျွန်တော်တို့ဒီလို prompt ရေးတယ်ဆိုတဲ့ဟာသဘောကတစ်ခုခုကို engineer လုပ်နေရပဲပေါ့လေတစ်ခုကိုခိုင်းနေတစ်ခုကိုဒီဆောက်နေရအဲ့လိုလုပ်တဲ့ဟာမှာအမှားပါလာတယ်ဒါမှမဟုတ်ဒီ model ကဒါကိုလက်မခံနိုင်ဘူးဒီသူ့မှာဒီဟာတွေကို sensor ဖြစ်တယ်ဒီဟာတွေကိုလက်မခံဘူးဒီလို prompt ကိုဒီလိုရေးလို့ရှိရင်ကိုလိုချင်တဲ့လောက်ထိမရဘူးအဲ့ဒါ prompt ဒီကမှန်ကန်နဲ့ရေးပြီးတော့ကိုလိုချင်တာကိုအများဆုံးရအောင်လုပ်မယ်ဆိုရှင်ဘယ်လိုပုံစံမျိုးနဲ့လုပ်ရမှာဆိုရင်ဒါ creative problem solving ပေါ့ engineering ဘက်ကလာရဟာပေါ့ creative ဖြစ်နေဘယ်လိုကိစ္စတစ်ခုကိုရှင်းပြီးတော့ကိုဖြစ်ချင်တဲ့ key ကိုရအောင်သွားမယ်ဆိုတာပေါ့အဲ့တော့ language ကောင်းမှုလို့လေကျွမ်းရင်ပိုကောင်းတယ် expertise ဒီကိုလုပ်ချင်တဲ့ပိုင်းမှာကိုဒီနားကိုကျွမ်းကျင်ဒီ area ကျွမ်းကျင်တယ်ဆိုလို့ရှိရင်ကောင်းတယ်နောက်တစ်ခုကကျတော့ဖြစ်လာသမျှကိစ္စတွေကိုက creative ဖြစ်နေ solution ရှာနိုင်တယ်ဆိုလို့ရှိရင်ကောင်းတယ်အဲ့တော့ကျွန်တော်လေ့လာလိုက်ရတဲ့ဟာတွေအဲ့ဒါပေါ့ပြီးတော့ကျွန်တော် AI ကိုလည်းကျွန်တော်လေ့လာလိုက်ရတယ်အဲ့ဘာလဲဆိုတော့လူတွေလိုပါပဲဟိုပါပေါ့ကိုကျွမ်းကျင်နေရရှိမယ်မကျွမ်းကျင်နေရရှိမယ်ဟိုသူ့မှာ ability ရှိမယ် limitation ရှိမယ်ဒီလောက်ကိုဒရာဆိုလို့ရှိရင်ကျွမ်းတယ်ဥပမာမြန်တာဆိုကျွမ်းတယ်ဒါပေမဲ့ accuracy အနေနဲ့ဆိုလို့ရှိရင်မသိဘူးလူအကြောင်းကိုနားမလည်ဘူးအဲ့လိုကြားလို့ရှိရင်လိုအားကြီးလို့ပေါ့အဲ့တော့ကျွန်တော် behind the scene metrics တွေအရင်လုပ်လိုက်မယ်နော်အဲ့တော့ကျွန်တော်သုံးတဲ့ tools လေးတွေကိုပြောလိုက်မယ်ဒါတွေကတော့ဒီ Higgs AI တွေမှာရှိတာအရင်ဆုံး source cinema သုံးတယ် source cinema ကဒီ setting တွေ create character တွေ create လုပ်တဲ့အချိန်မှာကျွန်တော် source cinema သုံးတယ်ပြီးတော့ဒီအဲ့ထဲကနေပြီးထွက်လာတဲ့ဟာမှာဥပမာကျွန်တော် character ကတောက်လျှောက်သပင်အမဲဖြစ်နေရမှာဒါပေမဲ့အသစ်လောက်လိုက်တဲ့ဒီ source cinema က setting ထဲမှာ character ကသပင်အနီရောင်ဖြစ်နေဆိုရှင်သူ့ nano banana pro မှာကျွန်တော်ဒီဟာကိုသပင်အနီရောင်ကနေအမဲအောင်ပြောင်းပေးပြီးဥပမာဘာလို့ဥပမာမျက်မှန်ကြိုင်းခဲ့တယ်မျက်မှန်ထည့်ပြန်ထည့်ပေးပါနဲ့အဲ့လိုပြန်ပြောတာပေါ့ပြီးနောက်တစ်ခုကကျတော့ဒီ prompt ရေးတဲ့ဟာတော့ကိုကျွန်တော် Claude သုံးတယ် Claude ကိုကျွန်တော်အခုမှသုံးမှုတာအစကကျွန်တော် ChatGPT နဲ့ Gemini နဲ့သုံးမှုတာဒါပေမဲ့ဒီ Claude skill ကပို့ပြီးတော့ prompt ရေးတဲ့ဟာမှာပို့ပြီးတော့ generate လုပ်လို့ပိုကောင်းတယ်သူတို့က AI တစ်ခုနဲ့စကားပြောတဲ့ဟာမှာပို့ပြီးတော့နားလည်အောင်ပြောပြပေးနိုင်တယ်ဆိုတဲ့သဘောပေါ့အဲ့တော့ကျွန်တော် Claude ကိုသုံးတယ်ပြီးတော့ဒီ video generation မှာကျွန်တော်3မျိုးသုံးတယ် grok imaging စမ်းကြည့်တယ်ပြီးတော့ဒီ Seedance သုံးတယ်နောက်တစ်ခုက Kling 2.6 သုံးတယ်အကဲမှာတော့ Seedance ကအကောင်းဆုံးပဲဒါအကုန်လုံးက Higgs AI ဒီ subscription ထဲမှာအကုန်လုံးသုံးလို့ရတယ်ပေါ့နော်သူ credit လိုက်ပေါ့သုံးလို့ရတယ်အဲ့ကျွန်တော်ဒီဟာကိုကျွန်တော်15 second scene တစ်ခုကိုကျွန်တော် generate လုပ်မယ်ဆိုလို့ရှိရင်185 credit သုံးရတယ်ပေါ့160လားမသိ165 credit သုံးရသူ promotion ရှိရလားမသိ slash လေးနဲ့ဈေးလျှော်ထားတဲ့ပုံစံပေါ့အဲ့တော့ကျွန်တော်အဲ့ဒါနဲ့သုံးတော့အားလုံးမှ7 scene လုပ်လိုက်ရတယ်အဲ့ထဲမှာ9 scene ကိုပဲကျွန်တော်သုံးလိုက်တာဟုတ်အဆင်ပြေပြီးမှ edit လုပ်တော့မှအဆင်ပြေတဲ့ဟာကိုပဲသုံးရတာဆိုတော့ဒီ consistency ရှိတဲ့ဟာနဲ့ realistic ဖြစ်တဲ့ဟာနဲ့ရွေးရတာပေါ့အဲ့တော့ generate လုပ်တဲ့ဟာကတော့ပုံများမယ်ဒါပေမဲ့တကယ်သုံးရတဲ့ဟာနည်းလို့အဲ့တော့ကျွန်တော်7 scene ကိုကျွန်တော်တွက်ကြည့်တော့$88လောက်ကျတယ်ဒီ129ကဒီ3000ဟိုဆိုလို့ရှိရင်ပေါ့3000 credit ဆိုလို့ရှိရင်ဒီ7 scene စာက$88ကျတယ်ဒါပေမဲ့အဲ့ထဲမှာကျွန်တော်က9 scene စာလောက်ကိုပဲကျွန်တော်သုံးလိုက်တာဒီဟာတော့ကိုဆိုတော့$50လောက်ကျတယ်$50က9လေး20 2သိန်းလောက်ကျတယ်ပေါ့ဒီ10မိနစ်ခွဲစာဗီဒီယိုတစ်ခုကို7 scenes ကိုကျွန်တော်
2သိန်းစာလောက်ကြာတယ်ဒါလေးကတော့ကျွန်တော်သုံးလိုက်ရတဲ့ credit လေးကိုနှမျောပြီးတော့ဟိုခင်ဗျားတို့သုံးမယ်ဆိုလို့ရှိရင်ဘယ်လောက်သုံးဖြစ်လောက်လဲဆိုတဲ့ဟာကိုတွက်လို့ရအောင်လို့ကျွန်တော်ပြောပြအဲ့တော့ကျွန်တော် hit fee ကိုသုံးလိုက်တယ်တော့ခင်ဗျားတို့မသုံးဘူးဆိုလို့ရှိရင်ဒီဟာကိုကြည့်ပြီးတော့ကျွန်တော်သုံးတဲ့ usage ကိုကြည့်ပြီးတော့ရှင်းကြည့်လို့ရတယ်ပြီးတော့နောက်တစ်ခုကဘာလေးသိလိုက်ရတယ်ဆိုတော့ဒီ hack fee ဒီ video ကို YouTube မှာလုပ်တဲ့လူကကျတော့သူကကျတော့သူ့ company က marketing company ကနေပြီးတော့ဒါတွေကို unlimited ပေးမှာပေါ့ဒီ generation တွေကိုအဲ့တော့သူ့မှာသူမကြိုက်လို့ရှိရင်ခုနကကျွန်တော်ပြောလို့set scene လောက်တိုင်းမှာကျွန်တော်တချို့ scene တွေကိုနှစ်ခါပြန်လုပ်ရတဲ့ဟာရှိတော့ဟို credit ကနှစ်ဆပိုကုန်သွားတာပေါ့အဲ့တော့ကျွန်တော်မှ9 scene စာလောက်ကိုကျွန်တော်လွတ်သွားတယ်သူတို့ကတော့ဒီဟာတွေ generate လုပ်တဲ့ဟာသူတို့ company ကနေပြီးတော့ကုန်ကြခံမှာပေါ့ကျွန်တော်ဒီ user ဘယ် user မဆိုပါဘူးကျွန်တော်တို့ user တွေကကြတော့ဒါတွေကိုကျွန်တော်တို့အဲ့ထဲကနေပြီးစိုက်ပြီးတော့သုံးရတာဆိုတော့သူတို့လောက် unlimited generation သုံးပြီးတော့အကောင်းဆုံး scene တွေကိုယူဖို့ဒါခက်တယ်ကျွန်တော်တက်နိုင်ဆုံးအကောင်းဆုံးမဟုတ်ရင်တော့မှလက်ခံပြီးတော့ရှေ့ဆက်လို့ရအောင်ဆိုပြီးတော့ရတဲ့ scene တွေနဲ့ကျွန်တော်လက်ခံပြီးတော့ရှေ့ဆက်လာတော့ဒီလောက်ကုန်တယ်ပေါ့နော်ဒီ generation free မဟုတ်တော့$50လောက်ကုန်ပြီးတော့နောက်တစ်ခုကကျွန်တော် hit free ကို recommend လုပ်တယ်ဘာလို့လဲဆိုတော့ဒီ hit free ထဲမှာပါတဲ့ဒီ model တွေ image generation text generation ပြီးတော့ဒီဘက်ဒီ overlay တွေလည်းရှိတယ်ပြီးတော့ဒီ motion control တွေလည်းရှိတယ်တခြားတွေရှိတယ်ကျွန်တော်မဆန်းတော့မဆန်းရသေးဘူးဒီ AI generation model တွေကဒီ hit free ကနေပြီးတော့သူကအကုန်စုတယ်သူက Netflix လိုမျိုးလေးဗျာဟိုအကုန်ဇာတ်ကားတွေအကုန်လုံးပါမယ်အကောင့်နဲ့ခါတွေအကုန်ရွေးထားတယ်အမင်းတို့ဒီမှာတစ်ခုပဲ subscribe လုပ်အကုန်လုံးရစီရမယ်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုမျိုးဆိုတော့ Hixi ကိုတော့ကျွန်တော်သုံးကြည့်ပြီးတော့ကျွန်တော် recommend လုပ်တယ်စမ်းကြည့်နေတဲ့လူတွေတော့ recommend လုပ်တယ်ကျွန်တော် AI ရဲ့အကြောင်းကိုလည်းကျွန်တော်သိလိုက်ရတယ်ကျွန်တော်ဒီသုံးတဲ့ experience မှာ AI ကအရန်တော့မြင်တယ်ဒါပေမဲ့သူ့မှာ accuracy နည်းတယ်အဲ့တော့တခါကျအမှားပါနေအမှားကိုလက်မခံနိုင်တဲ့လူဆိုရှင်မသုံးသင့်ဘူးထင်တယ်ဘာလို့လဲ upset ဖြစ်မှာဆိုလို့လေဒါပေမဲ့အမှားကိုလက်ခံတယ်အမှားကိုပြန်ပြီး imperfection ဖြစ်တဲ့ဟာကိုနေနိုင်တယ်ဆိုလို့ရှိရင်တော့ AI ကိုသုံးတဲ့အချိန်မှာဒီ history ကနေပြီးစမ်းပြီးသုံးတင်တယ်ဘယ် AI မဆိုအမှားပါမှာဆိုတော့ဒီဟာကို used to ဖြစ်ပြီးတော့ဘာကြီးမှားတတ်တုံးဘာကြီးဆိုမမအောင်ငါလုပ်လို့ရတယ်ဆိုလေ့လာတင်တယ်လို့ထင်တယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီတော် amaze ဖြစ်သွားတာပေါ့လေကျွန်တော်ဒါဖြစ်ချင်တယ်လို့ပြောလို့ရှိရင်ဒါကိုဖြစ်အောင်ဒါဒီလောက်နဲ့နီးစပ်တဲ့ဟာနီးစပ်ဆုံးဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုရတာဘယ်သူမှလည်းသွားပြီးတော့အောက်ကြနောက်ကြခံပြီးပြောကြမလို့ဘယ်သူနဲ့မှလည်းတိုင်ပင်ညှိကြမလို့ဟုတ်ပြီငါဒါစိတ်ထဲမှာဒါလိုချင်တယ်ရဲပြီးရင်တက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီ scene ကိုမှန်အောင်လို့ကိုလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်လုပ်တယ်ပြီးရင်သူ့ဘက်ကနေပြီး scene တစ်ခုထွက်လာတယ်90%လောက်မှန်တယ်10%လောက်မမှန်ဘူးဒါပေမဲ့သူစိတ်ထဲမှာဒါတွေကိုသုံးဖို့တော့ပထမဆုံးတစ်ချက်အနေနဲ့ကွန်ပျူတာအရန် graphic ကောင်းတဲ့ဟာကိုဒီຢာတွေကို generate လုပ်ဖို့အတွက် computing power လိုတယ်ကျွန်တော်က web ကနေလုပ်တာ macbook ပဲသုံးတာ web ကနေလုပ်တာ graphic ကလည်းမရှိဘူးပါလာအဆင်ပြေတယ်ပြီးတော့ 1080p ရတယ်မစိုးပါဘူးเนาะကျွန်တော်စဉ်းစားကြည့်ရအဲ့လောက်တော့မစိုးပါဘူးပြီးတော့ကျွန်တော်ဒီဟာကိုဒီအပိုင်းကိုသူ့ကို control လုပ်တဲ့ပုံစံမျိုးကိုကျွန်တော် join သွားလို့ရှိရင်ကျွန်တော်ဒီဘက်ကခုနပြောကျွန်တော် brand ကိုလုပ်ချင်တဲ့ဟာတွေကိုဆက်ပြီးလုပ်လို့ရတယ်ဆိုတဲ့ဟာကိုနီလန်ပွင့်သွားတယ်ကျွန်တော်တက်ကတော့ဒါသုံးရတာတန်သွားတယ်ကျွန်တော်လည်းမှားစရာရှိရတယ်မှားပြီးပါပြီမအောင်လို့ကြိုးစားပြီးတော့လိုချင်တဲ့ဟာလေးတွေကိုရေးတက်အောင်လို့နေတိုင်းတော့လေးလာနေရတော့မယ် model အသစ်နဲ့တခုမတူဘဲနဲ့လေးလာနေရတော့မယ်ဒါပေမဲ့ AI ကကျွန်တော်ဒါလိုချင်တယ်ဆိုလို့ရှိရင်ဒီလိုဖြစ်အောင်လုပ်ပြီးသူ credit ဝင်နေကိုဖြစ်အောင်လုပ်ပြီးတော့သူ credit ရှိတဲ့လောက်ကျွန်တော်အတက်နိုင်ဆုံးကြိုးစားပြီးတော့ video တွေ generate လုပ်လို့ရတယ်ဆိုတော့ကျွန်တော် brand အတွက်တော့နည်းအဆင်ပြေတဲ့အလားအလာတွေမှာရှိသွားတယ်အဲ့တော့ကျွန်တော်ကတော့ဒီဟာကိုကျွန်တော်စမ်းသုံးကြည့်တယ်တန်တယ်လို့ထင်တယ်ပြီးတော့ကျွန်တော်ဒီကျန်တဲ့ခုနchannel credit ပေါ့လေဒီတလားစာရဲ့ channel credit ကိုကျွန်တော် scene ၄ခုနဲ့ကျွန်တော်ရဲ့ application launch လုပ်တော့မယ့်ဟာကိုစူးစမ်းပြီးတော့အတက်နိုင်ဆုံးကျွန်တော် video တစ်ခုလုပ်ထားတယ်လုပ်နေတော့မယ်နောက်ဆုံး scene လေးတစ်ခုကြံနေသေးလို့ကျွန်တော်မပြတာအဲ့တော့အဲ့ဒီနောက်ဆုံး scene ပါပြီးတော့ရှင်အဲ့ဒီကျွန်တော်ရဲ့ brand promoting video ကိုကျွန်တော် brand page မှာကျွန်တော်တင်မယ်အဲ့တော့အဲ့ဒီ brand page မှာစောင့်ကြည့်ပေးပါကျွန်တော်ဒီလိုမျိုး video ပုံစံမျိုးနောက်ထပ်ပြီးတော့အဲ့ဒီ video အတွက်ကိုမလုပ်တော့ဘူးspoiler alert ပေါ့နော်
ကျွန်တော်အဲ့ video ထဲမှာအဲ့ဒီ animation ထဲမှာကျွန်တော် animation character ကိုထည့်ပြီးတော့ကျွန်တော် generate လုပ်ထားတယ်အဲ့ထဲမှာစောင့်ကြည့်ကြည့်လိုက် enjoy ပါ